ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီ Excel tutorial လုပ်မှာမဟုတ်ဘူးပေါ့နော်ဒီနေ့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ Unicode ရေးပြမယ်ပေါ့နော်အဲ့တော့ Unicode ကကြတော့အခုအကုန်လုံးလို့ပေါ့နော်အဲ့တော့ကွန်ပျူတာမှာဒီစာရိုက်တဲ့သူတွေရောဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဖုန်းနဲ့ပေါ့နော်စာရိုက်တာပဲဖြစ်ဖြစ်အကုန်လုံးကဘာတွေသုံးနေကြပြီလဲဆိုလို့ရှိရင် Unicode ကိုသုံးနေကြပြီပေါ့နော်အဲ့တော့အရင်တော့ဆိုလို့ရှိရင်ကြတော့ဘာနဲ့ရိုက်ကြလဲဆိုရင် Zogi နဲ့ရိုက်တာပေါ့နော်အဲ့တော့အခုနောက်ပိုင်း Unicode ကိုသုံးတဲ့အခါကျတော့ဒီကွန်ပျူတာမှာစာရိုက်ရင်လည်းUnicode နဲ့ရိုက်တယ်keyboard ဆိုလို့ရှိရင်လည်း Unicode ကို support လုပ်တဲ့ keyboard တွေသုံးတယ်ပေါ့နော်အဲ့တော့ဖုန်းမှာဆိုလို့ရှိရင်လည်းဒီအတိုင်းပဲပေါ့နော်ဒီစာတွေဘာတွေဖတ်တယ်ဆိုလို့ရှိရင်လည်းဟိုရင်တုန်းကဇော်ကြီးနဲ့ရေးထားတဲ့စာတွေဆိုလို့ရှိရင်ဒီကောင်းကောင်းဖတ်လို့မရတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ်ဒီ Unicode နဲ့ Unicode သုံးဖို့အတွက်ဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ဒီ Unicode ရေးလို့ရတဲ့ font ရှိရမယ်ပေါ့နော်ဥပမာကွန်ပျူတာမှာဆိုလို့ရှိရင်ဘာ font နေလဲဆိုရင်ဒီအထင်ရှားဆုံးဖြစ်တဲ့ပြည်ထောင်စုတို့ပတောက်တို့မြန်မာ3တို့ပေါ့နော်ဒီလိုဟာမျိုးပေါ့နော်အဓိကကတော့ကို့မှာပါရှိရမယ်ဆိုလို့ရှိရင်ဒီ Unicode ရေးလို့ရမယ် font အမျိုးအစားတစ်ခုရှိရမယ်မရှိဘူးဆိုလို့ရှိရင် download လုပ်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်အဲ့ဒါရှိရမယ်ပြီးသွားလို့စစ်လို့ရှိရင်နောက်ထပ်က keyboard ပေါ့နော်အဲ့တော့ Unicode ကိုဒီ support လုပ်ပေးတဲ့ keyboard ရှိရမယ်ပေါ့နော်အဲ့တော့ keyboard နောက်ပိုင်း keyboard တွေဆိုလို့ရှိရင်တော့ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ်ဒီတိုင်းဒီ Burmese ဆိုတဲ့ဒီအမျိုးအစားပေါ့နော်ဥပမာမြန်မာလို့ပဲဖြစ်ဖြစ် Burmese လို့ပဲဖြစ်ဖြစ်ပါတတ်တယ်ပေါ့နော်အဲ့ဒီဟာကိုရွေးလိုက်တယ်ဆိုလို့ရှိရင်ဒီ keyboard က auto ဒီ Unicode ကို support လုပ်ပြီးသားပေါ့နော်တကယ်လို့ကိုယ့်ရဲ့ဒီဖုန်းအမျိုးအစားပဲဖြစ်ဖြစ်ကွန်ပျူတာအမျိုးအစားပဲဖြစ်ဖြစ်အဲ့ဒီဟာမျိုးမရှိဘူးဆိုလို့ရှိရင်တခြားတပ်ပါတီဒီ keyboard တွေထည့်သုံးလို့ရတယ်ပေါ့နော်ဒီဟိုဗာလဲ key magic တို့ပြီးတော့ဗာတွေရှိသေးလဲ key mask တို့အဲ့လိုဟာမျိုးတွေသုံးပြီးတော့ဒီ Unicode ရိုက်လို့ရတဲ့ keyboard တွေကိုထပ်ပြီးတော့တပ်ပါတီ keyboard တွေထပ်ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီပုံမှန်ဒီ Unicode နဲ့ရိုက်မယ်ဆိုလို့ရှိရင်စာစီစာရိုက်ကကြတော့ကိုရီငယ်ငယ်တုန်းကသင်ခဲ့တယ်ဘာအတိုင်းပဲလဲဆိုလို့ရှိရင်ဒီအခရာစင်အတိုင်းပဲပေါ့နော်ဥပမာမြန်မာဆိုလို့ရှိရင်ဖတ်တယ်ဆိုလို့ရှိရင်လည်းမရရနတ်တာမြန်ဒီလိုပဲဖတ်တယ်ပေါ့နော်အဲ့တော့ရေးတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီတိုင်းပဲအစင်လိုက်မအရင်ရေးမယ်ရရအရင်ရေးမယ်ပြီးရင်နတ်တာမြန်ဒီလိုရေးမယ်ပေါ့နော်အရင်တုန်းကဒီဇော်ဂျီတို့ဘာလို့သုံးနေရဆိုလို့ရှိရင်သုံးတော့ဆိုလို့ရှိရင်ကြတော့ဗျောင်းမြန်ရရတာမျိုးရှိတယ်ပေါ့နော်ဥပမာရရကိုအရင်ရေးပြီးတော့မှမကိုရေးရတာဒီလိုမျိုးရှိတယ်ပေါ့နော်အဲ့တော့အခုနောက်ပိုင်းကတော့ Unicode လည်းတွင်တွင်ကျကျသုံးလာတာဖြစ်တဲ့အတွက်ဖုန်းမှာစာစီစာရိုက်လို့ရှိရင်လည်းအဲ့ဒီအတိုင်းပဲဒီကွန်ပျူတာမှာရိုက်လို့ရှိရင်လည်းအဲ့ဒီအတိုင်းပဲရိုက်ကြတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ဘယ်နေရာတွေမှာအခက်အခဲဖြစ်လဲဆိုရင်ရိုးရိုးစာသားတွေကတော့ပြဿနာမရှိဘူးဒီပတ်စစ်နေရေးတဲ့အခါကြလို့ရှိရင်နည်းနည်းလေးအခက်အခဲဖြစ်ကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာလေးတွေကိုဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားမှာပေါ့နော်အဲ့တော့ပထမအဆုံးဒီမှာမြန်မာ Unicode ဆိုတဲ့စာသားလေးပေါ့နော်ဒါဆိုလို့ရှိရင်ဒီ Unicode နဲ့ရိုက်မယ်ဆိုလို့ရှိရင်ဒီပါဇက်ကဆိုတဲ့အတိုင်းပဲရိုက်သွားရုံပဲပေါ့နော်ခုနပြောသလိုပဲမရရင်နဲ့တမြန်ဆိုလို့ရှိရင်ဘာကိုရင်ရိုက်မလဲဆိုရင် sorry မကိုအရင်ရိုက်မယ်ပြီးရင်ရိုက်မယ်နတ်တမြန်မြန်မာပေါ့နော်ဒီလိုမျိုးရိုက်သွားရုံပဲပေါ့နော်အဲ့တော့ဒါကတော့ကိစ္စမရှိဘူးရိုးရိုးစာသားဖြစ်တဲ့အတွက်အဲ့တော့ပတ်စစ်ပေါ့နော်အဲ့တော့ပတ်စစ်နေဆိုလို့ရှိရင်ကြတော့ဒီတချို့ကြတော့တစ်ခါတလေသတိမထားမိတဲ့အခါကြလို့ရှိရင်ဒီတိုင်းပဲမရိုက်တတ်တဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်အဲ့ခါမျိုးဆိုလို့ရှိရင်ဘယ်လိုရိုက်ရမလဲဆိုရင်ဥပမာဒီမှာဆိုလို့ရှိရင်ကုမ္ပဏီပေါ့နော်အဲ့တော့ကုမ္ပဏီဆိုရင်ဒီမှာဒီကြည့်လို့လွယ်အောင်တို့ဒီအင်္ဂလိပ်ဒီ keyboard ဟွာလေးနဲ့လည်းပြပေးထားတယ်ပေါ့နော်အဲ့ဒါလေးနဲ့လည်းကြည့်ရိုက်လို့ရအဲ့တော့ကုမ္ပဏီဆိုလို့ရှိရင်ဘယ်လိုမျိုးရိုက်မလဲဆိုရင်ကာကြီးတချောင်းရင်မတ်တာကုံပေါ့နော်အဲ့တော့ကုမ္ပဏီမှာဆိုလို့ရှိရင်မနဲ့ပါဆောက်ရဲ့ဂျားကအဆင့်လေးဖြစ်တယ်ပေါ့နော်အဆင့်လေးဖြစ်တဲ့အတွက်အဲ့ဒီအဆင့်လေးနေရာမှာဗာထားပေးရမလဲဆိုလို့ရှိရင် keyboard မှာဆိုလို့ရှိရင်အင်္ဂလိပ်အခရာ Shift F ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဗာလေးဖြစ်သွားလဲဆိုသူကပလက်ဆိုင်လေးဖြစ်သွားတယ်အဲ့တော့ပလက်ဆိုင်လေးဖြစ်သွားတဲ့အချိန်မှာဒီဒါ basis ရိုက်တော့မယ်ဆိုတဲ့သဘောတရားပေါ့နော်အဲ့တော့ဖုန်းတွေမှာဆိုလို့ရှိရင်ကြတော့ဒီဘာပါလဲဆိုလို့ရှိရင်မြန်မာစာ keyboard တွေမှာဆိုရင်လေအဲ့ဒီအဝိုင်းလေးနဲ့ပလက်ဆိုင်လေးနဲ့အဲ့လိုပုံစံကီးလေးပါတတ်တယ်ပေါ့နော်အဲ့ဒီကီးလေးကိုဒီနေရာမှာရိုက်ရမှာပေါ့နော်အဲ့တော့ပြီးသွားလို့ရှိရင်ဘာလာမလဲဆိုရင်နောက်ထပ်ပါဆောက်ဖြစ်တဲ့အတွက်ပါဆောက်လာမယ်ပြီးသွားလို့ရှိရင်ကြံတဲ့ဟာကကိုယ့်ဘက်ကိုဒီရိုက်နေကြအတိုင်းပဲထပ်ပြီးတော့ရိုက်သွားလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဘာလေးရသွားပြီလဲဆိုရင်ကုမ္ပဏီဆိုတဲ့စကားလုံးလေးရသွားပြီနောက်တစ်ခုရိုက်ကြည့်အောင်ပုံနမီပေါ့နော်ပုံနမီဆိုလို့ရှိရင်လည်းပြင်ပါရိုက်မလဲဆိုလို့ရှိရင် sorry နာကြီးလာမယ်နာကြီးကနှလုံးဆင်းဖြစ်တဲ့အတွက်နာကြီးနောက်တစ်လုံးမလာခင်မှာအဲ့တော့ပုံမှန်အတိုင်းပဲ8နဲ့ F ကလေးနဲ့တွဲရိုက်လိုက်လို့ရှိရင် plus sign လေးဝင်သွားလိမ့်မယ်ပြီးသွားလို့ရှိရင်နာကြီးနောက်တစ်လုံးလာမယ်
ပေါ့နော်လုံးကြီးတင်ပေါ့နော်ဒါမျိုးဆိုရင်ရသွားပြီနောက်တစ်လုံးရေးကြည့်မယ်ပုတ်ပါပေါ့နော်အဲ့တော့ပုတ်ပါဆိုလို့ရှိရင်လည်းနောက်ထပ်ပတ်စင်လာမဲ့နေရာလေးမှာနှလုံးရဲ့ဂျားထဲလေးမှာဗာလေးထည့်မလဲဆိုရင်ကွန်ပျူတာ keyboard ဆိုလို့ရှိရင် shift နဲ့ F ကလေးနဲ့ထည့်မယ်အဲ့တော့ဖုန်းတွေမှာဆိုလို့ရှိရင်မြန်မာစာ keyboard ဆိုလို့ရှိရင်အဲ့ဒီ plus sign key လေးကိုလိုက်ရှာပြီးတော့မှနောက်တစ်လုံးကိုရိုက်မယ်ပေါ့နော်နောက်တစ်ခုဆိုလို့ရှိရင်ရိုက်ကြည့်ရအောင်စက်ကူဆိုလို့ရှိရင်လည်းအိုက်တိုင်းလေးပဲပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဒီနှလုံးစစ်နေပြီးသွားတယ်ဆိုလို့ရှိရင်အသက်တွေပေါ့နော်အသက်တွေမှာဆိုလို့ရှိရင်ပုံမှန်မြန်မာစကားမှာဆိုလို့ရှိရင်အသက်ကိုတစ်ခုပဲတင်တာရှိတယ်ဒီငတ်သက်တင်တာရှိတယ်ပေါ့နော်ဒီဒါဘယ်နေရာမှာရှိတာလဲဆိုလို့ရှိရင်ငတ်သက်နေမှာပြဿနာရှိတာပေါ့နော်အဲ့တော့ငတ်သက်မှာဆိုလို့ရှိရင်ငတ်သက်မှာလည်းခက်ခက်မဟုတ်ဘူးကိုကငတ်သက်နောက်ဆုံးငတ်သက်အထိရိုက်သွားလိုက်အောင်ပဲပေါ့နော်ဥပမာဒီမှာဆိုလို့ရှိရင်အင်္ဂါပေါ့နော်အင်္ဂါဆိုလို့ရှိရင်ကိုယ်စလုံးပေါင်းတာဘလို့အတန်ထွက်လဲဆိုအငတ်သက်အင်ဂငယ်ရေးချာကဖြစ်တဲ့အတွက်ဘယ်ထိရိုက်မလဲဆိုရင်အငတ်သက်အင်ဆိုပြီးတော့ရိုက်လိုက်ရုံပဲအဲ့ဒီအင်ပြီးသွားတော့ခါကြတော့မှဗာလေးလာမလဲဆိုလို့ရှိရင်ပတ်စင်နေရာလေးဝတ်မှာဖြစ်တဲ့အတွက် shift နဲ့ F နဲ့ပလက်ဆိုင်လေးရိုက်မယ်ဒါဆိုလို့ရှိရင်သူ့ဘာသူဒီလိုမျိုးလေးပေါ့နော်အလုံးလေးနဲ့ဝင်သွားတယ်အဲ့ဒီအချိန်မှာနောက်ဂငယ်နောက်တစ်လုံးဖြစ်တဲ့ဂငယ်လေးကိုရိုက်ဂငယ်လေးကိုရိုက်လိုက်တယ်ဆိုလို့ရှိရင်သူ့ဘာသူဒီလိုမျိုးလေးဝင်သွားလိုက်မယ်ပေါ့နော်အဲ့တော့အင်္ဂါအတိုင်းပဲနောက်ထပ်ပါရှိမလဲဆိုရင်တနင်းလာဆိုလို့ရှိရင်လည်းအဲ့တော့စာဆိုနေကြအတိုင်းပဲတာဝန်ဖို့နာငယ်ငတ်တာနင်းထီရိုက်သွားလိုက်မယ်ပြီးသွားတော့မှလာနဲ့ကြားထဲမှာပတ်စင်ဝင်မှာဖြစ်တဲ့အတွက် shift နဲ့ F ကလေးနဲ့ရိုက်မယ်ပြီးရင်ရိုက်နေကြအတိုင်းပဲဗာလေးလဲဆိုရင်လာလေးရိုက်သွားရုံပဲပေါ့နော် sorry လာလေးရိုက်သွားရုံပဲပေါ့နော်ဒါကရိုးရိုးတန်ဒီငတ်သက်အဆင့်နေပေါ့နော်အဲ့တော့အဲ့ဒီမှာထပ်ပြီးတော့အဆင့်မြင့်သွားတာဘာတွေပါလာလဲဆိုအရှိကတဝေထိုးတွေပါလာတဲ့ဟာပေါ့နော်အဲ့တော့တဝေထိုးတွေပါတဲ့ဟာဆိုလို့ရှိရင်လည်းဘာမှခက်ခဲမဟုတ်ဘူးဒီအတိုင်းပဲပါဇက်ကဆိုတဲ့အတိုင်းပဲရိုက်သွားလိုက်ရုံပဲတင်းဘောဆိုလို့ရှိရင်ဘယ်လိုဆိုလဲဆိုရင်တငတ်သက်တင်တဝေထိုးဘာကုံရေးချဘောလို့ဆိုတယ်ပေါ့နော်အဲ့တော့ဒီတိုင်းပဲဆိုတဲ့အတိုင်းပဲတငတ်သက်တင်ရိုက်မယ်ပြီးရင်ပတ်စင်လေးလာမှာဖြစ်တဲ့အတွက် shift နဲ့ F ကလေးရိုက်မယ်တဝေထိုးဘာကုံရေးချဘောဒီလိုမျိုးလေးရိုက်သွားလိုက်ရုံပဲပေါ့နော်အဲ့တော့တဘောကကြတော့ဘယ်လိုလေးလာမလဲဆိုလို့ရှိရင်တငတ်သက်တင်ပြီးတော့မှပတ်စင်လာမယ်တဝေထိုးဘာကုံရေးချဘောဒီလိုပုံစံမျိုးလေးနဲ့ရိုက်တာပေါ့နော်အဲ့တော့နောက်တစ်ခုတဝေထိုးပါတဲ့ဟာလေးရိုက်ကြည့်ရအောင်ချင်သေးပေါ့နော်အဲ့တော့ချင်သေးဆိုလို့ရှိရင်လည်းခါကွေးရရဲ့ငတ်သက်ချင်ထီရိုက်မယ်ပြီးရင်အသက်ရိုက်မယ် shit နဲ့ F ကလေးလာမယ်တဝေထိုးတာရည်သေးအောက်ကမြင်သေးပေါ့နော်အဲ့တော့ဒီလိုမျိုးလေးအဲ့တော့တဝေထိုးတွေပြီးသွားတဲ့အခါကျတော့နောက်တစ်ခုကကြတော့ဒီပတ်စင်ဒီပေါ့နော်ဒါတလင်းကျိတ်တို့ထဝန်ဘဲတို့ပါတယ်ပတ်စင်တွေပေါ့နော်ဒီမှာဆိုလို့ရှိရင်ဥက္ကဋ္ဌပေါ့နော်ဥက္ကဋ္ဌဆိုလို့ရှိရင်ကိုရီးယားအလွယ်ရေးမယ်ဆိုလို့ရှိရင်ဘာတွေရေးတတ်ကြလဲဆိုတော့ဒီကာကြီးအသက်ကတော့ရိုက်တတ်သွားပြီပေါ့နော်အဲ့တော့ထဝန်ဘဲဆိုလို့ရှိရင်ဒီလိုမျိုးဒီအလွယ်ရေးကြတယ်ပေါ့နော်အမှန်တော့ဥက္ကဋ္ဌရဲ့စလုံးပေါင်းကじゃဘယ်လိုမျိုးလေးလဲဆိုရင်ဒီထဝန်ဘဲလေးကအနောက်ကဘာလေးပါလဲဆိုအသက်လေးပါတယ်ပေါ့နော်ဒီအရှိရရိုးရိုးထဝန်ဘဲမဟုတ်ဘဲနဲ့ဒီအသက်ကလေးပါတဲ့ဟာလေးပေါ့နော်ပြောချင်တာတော့ပတ်စင်ကနှလုံးဆင်ထားတာပေါ့နော်ဒီအရှိရကာကြီးမှလည်းဆင်တယ်အနောက်ကထဝန်ဘဲမှလည်းဆင်တယ်ဒီလိုမျိုးလေးပေါ့နော်အဲ့လိုဟာမျိုးလေးဘယ်လိုရေးရမလဲဆိုလို့ရှိရင်ပုံမှန်တိုင်းပဲအရှိရနှလုံးကိုတော့ရိုက်သွားလိုက်မယ်ဦးကာကြီးပေါ့နော်ဒီလိုမျိုးရေးသွားလိုက်သူကဘာနဲ့တတ်ထားတာလဲဆိုလို့ရှိရင်ဒီတာတလင်းကျိတ်ကလေးနဲ့တတ်ထားတာပေါ့နော်အဲ့တော့တာတလင်းကျိတ်ကလေးနဲ့တတ်ဖို့အတွက်ဆိုလို့ရှိရင်ဘာရေးရမလဲဆိုတော့ဒီတာတလင်းကျိတ်လေးကဘယ်နေရာမှာရှိလဲဆိုရင်ဒီနံပါတ်3လေးနေရာမှာရှိတယ်ပေါ့နော်တာတလင်းကျိတ်နဲ့ဘာလေးနဲ့ရောထားလဲဆိုလို့ရှိရင် shift F ကလေးကိုနှိပ်လိုက်မယ်ခုနတုန်းကဒီထဝန်ဘဲလေးကိုနှိပ်လိုက်မယ်အဲ့တော့ဒီမှာအင်္ဂလိပ်လိုလေးလည်းရေးထားပြီးတယ်ပေါ့နော်လိုက်ရိုက်လို့ရအောင်အဲ့တော့ပြန်ရိုက်ကြည့်ရအောင်sorry ဒီကာကြီးထီရိုက်မယ်ပြီးသွားရင်ထဝန်ဘဲကိုအသက်တက်တဲ့ဟာရေးဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးဒါလင်းချက်အရင်ရေးမယ်ပြီးရင်အသက်လာမှာဖြစ်တဲ့အတွက် shift နဲ့ F နဲ့လာမယ်ပြီးသွားတယ်ဆိုလို့ရှိရင်တကယ်ထဝန်ဘဲရှိတဲ့လေး X ကလေးကိုရိုက်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီလိုမျိုးနှလုံးစင်လေးဖြစ်သွားပြီအဲ့တော့ဒါဆိုလို့ရှိရင်တော့ Unicode မှာပတ်စင်လေးတွေကိုဘယ်လိုမျိုးရိုက်လို့ရလဲဆိုတာကိုသိသွားပြီပေါ့နော်အဲ့တော့လွယ်လေးပါပဲကိုကမြန်မာစာဒီငယ်တုန်းကစတင်တဲ့အတိုင်းပဲပေါ့နော်စလုံးပေါင်းတဲ့အတိုင်းကိုပတ်စင်ထည့်ရမယ့်နေရာမှာဆိုလို့ရှိရင်ဒီကွန်ပျူတာမှာဆိုရင် shift နဲ့ F ကလေးနဲ့ထည့်သွားဒီမြန်မာလက်ကွက်ဖုန်းတွေပါတယ်မှာပါတယ်မြန်မာလက်ကွက်မှာဆိုလို့ရှိရင်လည်းဒီအသက်ကီးလေးရှိတယ်ပေါ့နော်ပလက်ဆိုင်လေးနဲ့ပါတယ်အသက်ကီးလေးရှိတယ်အဲ့အသက်ကီးလေးကိုထည့်ခြင်းနဲ့အသက်နှစ်ခုရဲ့ဂျားထဲမှာထည့်သွားလိုက်တယ်ဆိုလို့ရှိရင်တော့ဒါလွယ်ကူရိုက်လို့ရပြီပေါ့နော်